စိတ်ဆိုးရဲ့ပြေပါတော့စိတ်ဆိုးရဲ့ပြေပါတော့မင်းရဲ့အင်ရှိလန်းကိုရှောင်းရအခောက်တရားမကပြီမင်းသွားလာနေကြနေရတိုင်းလဲလိုက်ရှာစေပါတကယ်ပါမင်းဘလို့စိတ်ညစ်မင်းမကြိုက်အရက်နဲ့စိတ်မပြေခြင်းတစ်ခေါက်လောက်တစ်ခါတွေ့ခွင့်ပေးပါကိုလိုနာရီတောင်းမှန်ခြင်းနဲ့တကယ်ဆိုရင်အရာရာကိုအမှားတေချာတဲ့ဝန်ခံမဲ့အသင်းကြည်ပါတော့မလိမ္မာသူအငင်းတွေအပြက်အပြက်ဒီလိုအစားတကယ်ပြတ်တဲ့အဖြစ်တွေရှိတယ်မခက်မခဲထင်ပေမဲ့ကြာတော့လေပု္ပ္ပစာဖြစ်မယ်ဟိုအရင်ဆုံးနောင်တရစကားမျိုးကိုမှမပြောသူပါခုတော့လေမဲအတွက်ချွန်းချဲကိုလေးရင်လို့ကောင်းမတော့ဘူးအမောင်ကဘာကပြန်ဝင်ပြီးအလင်းအလံဖြူတရားကိုထူသည့်အမြင်ခိုးဖြူတရားကိုပါပြန်ဝဲပါစိတ်ဆိုးရဲ့ပြေပါတော့စိတ်ဆိုးရဲ့ပြေပါတော့စိတ်ဆိုးရဲ့ပြေပါတော့ခမတဲ့ရှာနေတော့ပြန်ကြိုက်မိသေးတယ်မဟုတ်လားတို့နေအောင်ရန်တွေဖြစ်မလို့သမားတို့ဝမ်းသာကြမယ်တစ်ခါတစ်ခါမှဘာဖြစ်ဖြစ်မထူးဘဝကိုဆိုင်ခြင်းမယ်မင်းမျက်ွယ်မပြုတ်ဖို့တခုပါချိန်တွေတန်တွေမယုံကြည်တော့နောင်တမီဒီတခါနောက်ဆုံးနောင်ဆိုရင်ရန်တွေမဖြစ်ကြရေလျှော်ပါကိုတင်တဲ့အကျွေးတွေစိတ်ဆိုးရဲ့ပြေပါတော့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